သာသနာအရေးနိုင်ငံအရေးအတွက်ဆိုရင်မှန်တယ်လို့ထင်ရင်ဘရင်ကိုတောင်ကလော်တုတ်ဖို့ဝန်မလေးတတ်တဲ့ဗမောဆရာတော်အကြောင်းဖတ်ပြပေးနေတာဖြစ်ပါတယ်။ရှေ့မှာတော့ဗမောဆရာတော်ရဲ့ဖြစ်စဉ်ပေါ့ဗျာဒီလိုပဲပြောရမှာပေါ့နော်။သူ့ရဲ့ဒီဗမောဆရာတော်ရဲ့ဒီထေရုပတ္တိသဘောမျိုးပေါ့အဲ့ဒါတွေဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့ကြပြားတွေဖတ်ပြခဲ့ပြီးဖြစ်ပါတယ်။ဒီနောက်ပိုင်းမှာတော့ဆရာတော်ဟောကြားခဲ့တဲ့ပုံတူပတ်စာလေးတွေပေါ့ဗျာဒီဟာတဆက်တဲ့ပုံမြင်နားထောင်သူလဲနာယူသူလဲနာယူလွယ်အောင်သူကတရားဟောရဲဆိုပေမဲ့ဒီတရားအသားကြီးပဲမဟုတ်ဘဲနဲ့ဒီပုံမြင်ဥပမာလေးတွေနဲ့သူကပြီးတော့ဟောသွားတာအဲ့ဒါလေးတွေကိုပုံမြင်တစ်ပုတ်ချင်းကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အခြေခံကောင်းမှုလိုကြောင်းပုံမြင်ဒီနေ့တွင်မင်းတို့မေတ္တာကြီးသည်ဗမောဆရာတော်အားနန်းတော်သူပင်ကစွန့်လွတ်ကြွေးပြီးတရားဒေသနာနာကြား၍အပြီးတွင်လျှောက်ထားသည်မှာတပည့်တော်နေဖြင့်စိတ်ထဲတွင်မရှင်းလင်းသည့်ကိစ္စတရားကိုအခွင့်တင်တော်လျှောက်ထားလိုပါသည်မြတ်စွာဘုရားသည်တတ္တဝါများအားကြောသားရင်သာမခွဲခြားပေတရားရည်ဤကြိုက်တိုက်ကြွေးပါလျက်အချို့ပုဂ္ဂိုလ်တို့သည်တရဏဂုံသာတည်၍အချို့မှာသောတာပန်အချို့မှာအနာဂံတည်ကြသည်မှာအဘဲကြောင့်ပါနည်းဟုတပည့်တော်စဉ်းစား၍မရနိုင်ပါသဖြင့်အရှင်ဘုရားရှင်းလင်းမိန့်ကြားပါရန်လျှောက်ထားအပ်ပါသည်ဘုရားထိုအခါဗမောဆရာတော်ကပြုံးရတော်မူပြီးနောက်တကားတော်တိလိုတိအချက်အကွက်ကြကြဟောပြောရလျင်ရှေးခါရွာတရာမှာတငယ်ချင်းနှစ်ယောက်ဘေးရင်ပညာကိုအထူးပင်ဝါမှာပါ၍ဒိတာပမောက္ခထံဘေးရင်ပညာသင်ယူစီပူရန်တိုင်ပင်၍အတူထွက်သွားကြတယ်ဆွဲဆုံးပညာကိုသင်ကြားပေးနိုင်မဲ့ဒိတာပမောက္ခကြီးကရောက်ရှိလာသည့်တပည့်နူအားမင်းတို့ဘာပညာများသင်ယူကြတာလဲဟုမေးတယ်ထိုအခါတပည့်နူကဘေးရင်ပညာကိုအဓိကထားပြီးသင်ယူလိုပါသည်ဟုပြောလျာဆရာကြီးကဘေးရင်ပညာကိုအသားပြီးသင်ကြားပေးတယ်တပည့်နူလုံးသည်ဘေးရင်ပညာကိုတစ်နှစ်ကျော်ညသင်ယူပြီးတော့အခါအတော်ကျင့်နှလောက်အောင်ပဲသင်ယူပေးကြသည်ထို့နောက်တငယ်ချင်းတစ်ယောက်တို့သည်ဒိတာပမောက္ခဆရာကြီးအားခွင့်ပန်ပြီးမိမိတို့ရက်ရွာသူပြန်ခဲ့ကြသည်ဆရာကြီးကလည်းစုများပေးပြီးပြဿနာရှိလျင်ပြန်လာခဲ့ကြဟုမှာကြလေသည်တငယ်ချင်းတစ်ယောက်တို့သည်မိမိတို့ရွာသို့မရောက်မီလမ်းခုလက်အကြားရွာတရာသို့နေဝင်ဖြိုးပြရောက်ရှိသွားသည်ထိုရွာတွင်မိတ်ဆွေအတိတယောက်ရှိသည်နှင့်ဝင်ရောက်ပဲကိုကြသည်၎င်းမိတ်ဆွေအိမ်တွင်မိမဧည့်သည်တယောက်လည်းရှိနေသည်တငယ်ချင်းတယောက်တို့သည်အိမ်ကမိတ်ဆွေနှင့်စက်မိဆာရာပြောကြရင်ငါမိမိတည်ယူလာသည့်ဘေးရင်ရေရာကြောင့်ဘေးရင်ပညာကြောင့်ရောက်ရှိသွားသည်ထိုအခါမိမဧည့်သည်အားလည်းအပြူရှာကညာတွေ့အချိုရှာတကာတွေ့ဖြစ်သွားတူသည်နေပါဦးဆရာလေးတို့ရဲ့ကျမမေးပြန်ရစေအောင်ဟုမိမဧည့်သည်ကကြားဖြတ်၍မေးလိုက်သည်ဟုတ်ကဲ့မေးပါအလိုရှိတာကိုမေးနိုင်ပါတယ်ဖိုးပြေခြင်းဖိုးတွက်ခြင်းဖြစ်နေကြသည်လက်သစ်ဘေရင်ဆရာနှစ်ဦးတွင်တဦးကပြောလိုက်ရာကျမခင်မအရက်တစ်ပါးသူ့စီးပွားသွားရှာတာနှစ်ခါလဲကြော်သွားပြီဆရာလေးတို့ရဲ့အဲ့ဒါစာလဲမလားလူလဲမရောက်ဖြစ်နေလို့ဆရာလေးတို့တွေ့ပေးစမ်းပါဟုပြောဆိုလေသည်ခုနှစ်တက္ကရာနေ့ရက်များမေးပြီးပထမတငယ်ချင်းကတွက်ချဲ၍ခမည်းခင်မတည်ပြီဟုပြောလိုက်သည်ဒုတိယတငယ်ချင်းကလည်းသူနီးသူ့ဟန်တွက်ချဲပြီးခမည်းခင်မတည်တာမှကန္နာမှာကြားခဲလို့တည်တာတို့ပြောလိုက်လေသည်ထိုမိမသည်နောက်တစ်နေ့နံနက်တွင်ဘေးရင်ကိန်းအရာကန္နာသို့သွားရှာရာတကယ်ပင်မိမိခင်မကြားစားထားသည်ကိုကန်းစံနာတွင်တွေ့ရသည်ဤတွင်ပထမတငယ်ချင်းသည်သူ၏ဟောချက်မတိကျမရရာ၍ညားစွာမကြည်မလားဖြစ်သွားသည်ဟေ့တငယ်ချင်းဆရာကြီးကဘေးရင်ပညာကိုမင်းကိုပို့တင်ပေးတယ်ကွာငါကြတော့မရရဘူးဟုပြောလိုက်လေသည်ဟာတင်ပေးတာတော့တူတူပါပဲကွာငါပို့ပြီးတင်ပေးမယ်မဟုတ်ပါဘူးဟုငါ့ကိုပို့ပြီးတင်ပေးမယ်မဟုတ်ပါဘူးဟုဒုတိယတငယ်ချင်းကပြောလေရာတင်ပေးတဲ့အချိန်လဲတူတူလက်ဆောင်အတပြားပေးရတာလဲတူတူငါတော့မကျေနပ်ဘူးကွာငါတော့မကျေနပ်ဘူးဆရာကြီးကိုပြန်ပြီးထပ်မိမယ်ဟုပြောပြီးတငယ်ချင်းတစ်ယောက်လုံးသည်ဒိတာပမောက္ခဆရာကြီးထံပြန်လဲ၍သွားလေသည်ဒိတာပမောက္ခဆရာကြီးသည်တပည့်နှစ်ယောက်ပြန်လဲရောက်ရှိလာသည်ကိုအကဲခတ်မိသည်ဆရာကြီးကတပည့်တို့ဟာမင်းတို့ခီးလဲပန်းလာကြတယ်နာနာနေပေါ့ကွာမနဲ့လင်းမှပဲစကားစမြည်ပြောကြတာပေါ့ကဲအိတ်ကြအောင်ဟုပြောလေသည်နန်းနခင်းဝီလီဝီလင်းလက်ကြားမမြင့်တမြင့်အချိန်တွင်ဆရာကြီးကရော့ဟောဒီအရွယ်တူအုံးနှလုံးနဲ့
မြေပေါ်မခါသေးတဲ့နှင်းရည်တွေကိုပြည့်အောင်ခတ်ခဲ့ကြဟုပြောသည်အရွယ်တူသည့်အိုးနှလုံးကိုတစ်လုံးစီပေးလိုက်သည်တပည့်နှစ်ယောက်တို့သည်ရေကြီးတုပ်ပြာကိုစီယူပြီးနှင်းရည်များသွားခံကြသည်ပထမတစ်ပည့်ကနှင်းရည်အပြည့်အမြန်ရလိုသောဖြင့်တစ်ပင်တစ်ပင်မှတစ်ပင်သို့ကူးပြီးအိုးကိုအောက်ကခံကာတစ်ကိုင်းများကိုလှုပ်ချသည်ဒုတိယတစ်ပည့်မှာခေါင်းမပဝါကိုချိုး၍၎င်းပဝါနှင့်ပင်မြက်တစ်ပင်တို့ဟောမှနှင်းရည်ကိုဆွတ်စေပြီးအိုးထဲသို့ရထည့်သည်နေအောင်ကြီးရောက်၍နှင်းပြောက်သောအခါနှင်းရည်များကိုယူ၍မရတော့ပေတပည့်တို့သည်မိမိတို့ရရှိသည့်နှင်းရည်များကိုတဦးကအသိမပေးပဲဆရာကြီးထံပြန်၍နှင်းရည်အိုးများပေးအပ်ကြသည်ထိုနိုးတဲ့တွင်ပထမလူ၏နှင်းရည်ကနေ၍ဒုတိယတစ်ပည့်၏နှင်းရည်ကပြည့်လူမတတ်ရလာလေသည်ဤတွင်ဆရာကြီးကမင်းတို့ပညာပေးတဲ့နေရာမှာတော့အတူတူပဲပေးတာပဲပညာခံယူတဲ့တပည့်ရဲ့ဉာဏ်ပေါ်မှာသာအဓိကပဲဟုပြောပြီးတပည့်နှစ်ဦးအားပြန်လွှတ်လိုက်လေသည်ဒီဦးမှာအတိုင်းပဲတကားတော်ရည်မိရှင်ရဲ့ဟောကြားတဲ့တရားတော့အတူတူပဲနာယူမှတ်သားတဲ့ပုဂ္ဂိုလ်ရဲ့အစ္စာတရားသာအဓိကပဲဟုဗမောဆရာတော်ကမင်းတို့မင်းတရာကြီးအားမိန့်ကြားလိုက်ရာဘယင်မင်းမြတ်သည်များစွာကြည်နပ်နှစ်သိမ့်သွားလေတော့သည်ထိုးဝင်းကြီးနဲ့မိမကြီးဘုံပြန်ဗမောဆရာတော်သည်မျက်နှာကြီးငယ်မရွေဆက်ဆံဖော်၍သည်မင်းတို့မင်းကြီးနှင့်သာအကျွမ်းတဝင်းဖြစ်သည်မင်းကြီးမင်းသားနွမ်းနှင်းသူနန်းနှင်းသားများနှင့်သာဆက်ဆံသည်ဟုအထင်ရှိကြတော့လေအမှန်မှာစင်းရဲချမ်းသာမရွေဆက်ဆံပြီးစင်းရဲသူစင်းရဲသားတကားတကမာများကြောင်းရောက်ရင်လေစမိဆရာပုံဝိထုများနှင့်သာတရားသဘောများဟောပြောသည့်အလေးထားရှိသည်ဗမောဆရာတော်သည်မင်းနှင့်တကွနန်းတွင်အကြောင်းတိုင်းရေးပြည်အကြောင်းအထင်ရှားသောဆရာတော်များအကြောင်းတို့ကိုသူမြင်တွေ့ရသည့်ရှုထောင့်မှနေ၍ဟာတညာနောကစာချိုးသည့်အလေးများရှိသောကြောင့်ဂုံတီရှိမင်းကြီးမင်းသားဂုံတီရှိဆရာတော်များနှင့်ဆက်ဆံသည်ဟုထင်ရသည်အမှန်မှာဆရာတော်သည်မျက်နှာကြီးငယ်မ၍ဆက်ဆံသည်စင်းရဲချမ်းသာမ၍ဖော်၍သည်နေ့စဉ်ပင်မြည်သည့်တကားတကမရောက်ဆက်ဆိုင်သလိုပုံဝိထုများနှင့်ဟောပြောခြင်းစာတင်သာရဟန်းတာမဏေများကိုနေဝါညဝါစာပီပူချခြင်းတို့ဖြင့်သာအချိန်ကုန်လို့စေသည်တနေ့တွင်တပည့်စာတင်သာရဟန်းတာမဏေများသည်ကိုဟုသောပုဂ္ဂိုလ်အမျိုးမျိုးဝိဂျူထုတ်၍အငြင်းထုတ်ကြသည်အချို့ကကိုဟုသောပုဂ္ဂိုလ်ကုဏိပါဒပုဒ္ဒကရဒကွိပစ္စည်းကြံ၍ဘာဇနာတိသူကုစီတေဝစ္စာတိကေကရောတိတီကိုဟုဝီဂျိုပြုကြသည်အချို့ကရန်သူတို့ဤလေးများတန်ကိုနားထောင်တတ်သည့်ဖြူပုတ်ကိုထောက်၍ဝီဂျိုပြုကြသည်ထိုငင်းကျက်ထုတ်သည့်အနာသို့ဗမောဆရာတော်ရောက်သွားလေရာမင်းတို့အရင်ကကျောင်းသားတယောက်လိုပဲရည်တေးတော်အရှိသားထိုးကွင်းကြောင့်ခတ်တကွဲဆိုသလိုဖြစ်နေအောင်ပဲဟုပြောပြီးအောက်ပါပုံမြင်ကိုပြောပြလေသည်တခါရွာတရွာတွင်စီကားတိုက်မြိုက်သောကျောင်းကြီးတစ်ကျောင်းရှိသည်ထိုကျောင်းကြီးမှာကိုးကွယ်စီကတ်သည့်တကားတကမာများသည်အလွန်ပေါ်များ၍သုံးစင်းလေပေါ်ကျောင်းကြီးဖြစ်သည်ကျေပြန့်သောကျောင်းဝင်းခြံကြီးတဲ့တွင်ဥယျင်ဗိမာန်နှင့်ကြီးမားသောရေကန်ကြီးတစ်ကန်လည်းရှိသည်ထိုရေကန်တွင်ကြာရိုးကြာရွက်တို့ဖြင့်ပြည့်နေသည်တနေ့တော့ခီးသွွားယောက်ျားတို့သည်မောကြီးပန်းကြီးနှင့်ထိုကျောင်းသည်သို့ရောက်ရှိလာသည်နေရာလဲပူလာသဖြင့်ကျောင်းဝင်းအတွင်းဝင်ရောက်တဲခုမိရာကျောင်းဝင်းအတွင်းဖြည့်၍ဖနက်ချိုရလေတော့သည်ထိုအခါခီးသွွားယောက်ျားသည်မထူးပါဘူးဆိုပြီးအရေးအာဝါဒကောင်းသည့်ကျောင်းကြီးအောက်ကျအောင်မင်းဝင်ရောက်သွားလေသည်ထိုအခါကျောင်းကြီးပေါ်ရှိဖုံးတော်ကြီးသည်ကျောင်းသားကလေးတယောက်ကိုခေါ်၍ကျောင်းအောင်ရောက်နေသည့်တကားဘယ်သူလဲဘယ်သူတော့သွားစုံစမ်းကြည့်ဟုခိုင်းလေသည်ကျောင်းသားလေးကိုဖုံးကြီးကခိုင်းသည့်အတန်ကိုကျောင်းအောက်ရောက်နေသည့်တကားကကြားလိုက်ရသည်ခီးသွွားတကားသည်ကြောက်အားလန့်အားနှင့်ကျောင်းဝင်းတွင်ရှိရေကန်ထဲမှကြာရွက်တွေကွဲကဝင်ရောက်ပုံအောင်နေလေသည်ထိုတကားပုံအောင်နေသည်ကိုကျောင်းသားလေးတွားရောက်ကြည့်ရှုသည်ကျောင်းသားလေးမှာတကားမှန်တကမာမှန်ယောက်ျားမိန်းမမတဲခွဲပြီပုံအောင်နေသည့်ခီးသွွားယောက်ျားလည်းကျောင်းသားလေးအနီးနားသို့မရောက်ခင်တေးကြအောင်နေရရှိ၍ပုံအောင်လေသည်ထိုကဦးကောင်းမှခေါင်းပေါင်းရောခေါင်းပေါင်းမှာပြည်လျှော၍ပခုံးပေါ်သို့ကျလာသည်ကြပြားကတိကျလာသည့်ခေါင်းပေါင်းတို့သည်ထိန်ချုပ်ကြပြားကတိပင်ကျလာသည့်ခေါင်းပေါင်းကိုလည်းထိန်ချုပ်အောက်ကပစိုးကိုလည်းမတင်ပြီးနေရာပြောင်း၍ပုံအောင်သည်ကျောင်းသားလေးသည်မြင်ခဲ့သည့်အချင်းရာတိုင်းကျောင်းပေါ်သို့
ဘုန်းကြီးထံတွားရောက်လျှောက်ထားသည်ဘုန်းကြီးကကျောင်းသားလေးအားကျောင်းပေါ်ရောက်လာသည်နှင့်ဘယ်သူတုံးကဘယ်ရတော့ဟုမေးလေသည်ကျောင်းသားလေးကဘယ်ရမှတော့မသိပါဘူးဗျာမိမကြီးတယောက်ကြာရက်တီအောက်မှာပုံနေပါတယ်ဗျာဟုလျှောက်ထားသည်ဟာမင်းကမိမကြီးတယောက်တော့မဟုတ်လောက်ပါဘူးကွာခီးသားတယောက်ဖြစ်မှာပါကွာဟုဘုန်းကြီးကပြောတော့ခါကျောင်းသားဟုတ်တယ်မဗျာမိမကြီးပါဗျာဟုလျှောက်ထားသည်ဟာမင်းကဘာအမှတ်သားတွေ့လို့မိမကြီးလို့ပြောရတာလဲဟာမင်းဘာအမှတ်သားတွေ့ရလို့မိမကြီးလို့ပြောရတာလဲမှန်မပေါင်မာထိုးခွင်းနေမြင်ရပါတယ်ဗျာဟုလျှောက်ထားလျာထိုးခွင်းနေမြင်လိုက်ရယောက်ျားကြီးဖြစ်ရမှာပေါ့ကွာမဟုတ်ပါဘူးဗျာမိမကြီးဆက်ပါဗျာဟုကျောင်းသားလေးကပြန်၍လျှောက်ထားလျာမိမဆိုတာရေတီတီပဲထိုးခွင်းပါနေတာခက်တကွဲဟုဆိုလိုက်လေသည်ဗမောဆရာတော်ကတပည့်ရဟန်းတာမဏေများအားဤပုံမြင်များကိုပြောပြပြီးမင်းတို့လည်းကောပုတ်ဝီဒီယိုချန်နေတာရေတီတီဖြစ်နေအောင်မယ်ယောက်ျားပဲမိန်းမပဲ꿰အောင်လုပ်ဘာတတ်လဲဘာပစ္စည်းလဲဘာပစ္စည်းတဲ့ပြီးဝီဒီယိုဘယ်နှမျိုးလုပ်နိုင်မယ်ဆိုတာ꿰အောင်လုပ်ကြဟုဟောပြောဆိုဆုံးမပြီးဈဉ္ဉံလျှောက်သွားလေတော့သည်သုံးငေါသောစကားပုံမြင်မင်းတို့မင်းကြီးသည်ဗမောဆရာတော်အားနန်းတွင်သို့မကြပင်ပြီးဆုံးကပ်လေသည်ဆရာတော်ဘုရားတပည့်တော်လေချွေရန်သင်းပင်းများစွာနဲ့ထီးနှန်းစည်းစိမ်ကိုခံစားနေရပေမဲ့အရွယ်ဟိုင်းလို့ဇရာပိုင်းရောက်လာသည့်တိုင်လောကီနေကထွဲပြီးလောကုတ္တရာနယ်တဲ့ရောက်နိုင်မဲ့တရားဓုလေးများရှားပြီးဟောတော်မူပါအောင်ဗျာဟုမင်းတို့မင်းကဗမောဆရာတော်အားလျှောက်ထားသည်ထိုအခါဗမောဆရာတော်ကမင်းတို့မင်းကြီးအားတကားတော်ရည်မြစ်ရှင်လျှောက်ထားတဲ့အချိန်မောင်းလည်းများပြီဟောရတဲ့တရားလည်းများလာပြီကဲဒီတစ်ခါဥမာတစ်ခုပေးကဟောရအောင်ပါပေါ့ဟုမိန်တော်မူပြီးအောက်ပါပွဲဝင်ကိုထုတ်ဆောင်၍ဟောကြားလေသည်ရှေးခါရွာတရာမှာအိမ်တော်ဦးစီးတယောက်မှာတားကျွေးမှုမရကျွေးမှုပြုလို့ရမှာဘာပညာမှလည်းတက်ကျွမ်းနားလည်မှုမရှိ၍အခက်ခဲတွေ့ရလေသည်ဒီမှာပေါ့နော်တက်ကျွမ်းပေါ့နော်တာဝန်မှုကိုတာဝန်မှုနဲ့ပဲပြန်တားမှာပေါ့နော်ပြီးတော့တက်ကျွမ်းပြီးတော့ကျွမ်းပေါ့နော်တာဝန်မှုတက်ကာယီရပ်ပင်ဝါဆွဲမတ်တာဝဆန်လုံးပေါကျွမ်းတက်ကျွမ်းဒီလိုဖြစ်ရမှာပေါ့နော်ဒီမှာတာဝန်မှုကတ်တက်ကာယီရပ်ပင်ဝါဆွဲဝဆန်လုံးပေါကျွမ်းတက်ကျွမ်းဖြစ်နေရပေါ့နော်ဒီတယောက်စာစီကြတာပီတီနဲ့ချစ်စုပြဘယ်တယောက်လဲတော့မသိဘူးဒီတယောက်အမားတွေတောက်လျှောက်တွေ့လိမ့်မယ်နောက်ပိုင်းမှာလည်းကျွန်တော်ဒီစာအုပ်ရှိမှာတော့ဖတ်ကူခဲ့ပြီးပါပြီဆိုတော့လေဒီတက်ကျွမ်းတက်ကျွမ်းနေလှုပ်ထားတယ်ဒီအခရာအပီပြုံးပေါ့နော်ပြီးတော့စလုံးပေါင်းတွေအတော်လေးအကြပြောက်ဒီအမားတွေများတယ်သူတို့ကတော့ဝါသနာလျောက်လုပ်တာပါဟိုကတော့ပြောတာတော့မဟုတ်ပါဘူးဒီဘာပိုက်ဆံမှလည်းရတာမဟုတ်ပဲနဲ့သူတို့ဒီလိုပဲဒီစဖတ်သူတွေအတွက်သူတီးတဲ့ PDF ဖိုင်လုပ်ပေးတာပေါ့နော်သူတို့ရဲ့စေနာကိုတန်ဖိုးထားပါတယ်လှေးစားပါတယ်ဒါပေမဲ့မှားတာလည်းမှားတာပေါ့နော်အဲ့ဒါလေးဒီစာအုပ်ကိုကြည့်ပြီးတော့ပုံနှိပ်စာပေးပဲမှန်တယ်ဆိုပြီးတော့ထင်နေကြမှာဆိုလို့အဲ့ဒါကြောင့်အခု Facebook မှာဒါတွေကအင်မတန်ကိုမှားတယ်ဗျတက်ကိုကတ်တက်နဲ့လောက်တာတော့ဥမာလောက်တက်သလားဆိုကတ်တက်နဲ့လောက်လိုက်တော့လောက်တက်သလားဖြစ်သွားပါဘောနော်အဲ့ဒါမျိုးတွေ Facebook မှာအခုဆိုရင်အတော်ဦးဆိုတယ်မကြည့်ကြမှာအဆုံးပဲအားကြောင့်ကိုဆို Facebook နောက်ပိုင်းနားထားတော့ကိုရှိတယ်တိတ်မသုံးဘူးကဲဆက်ပြစီဗျာနောက်ပိုင်းမှာအမားတွေစလုံးပေါင်းမားတွေတော်တော်များများတွေးလိမ့်မယ်ရှေ့တယောက်ကဒီကျွန်တော်တို့ကြပြာကဏ္ဍပေါ့နော်ဆရာတော်ရဲ့ဘိုင်ကိုဒီအထေတို့ပတ်တိနဲ့ကြပြာကဏ္ဍကိုရေးသွားတဲ့တယောက်ကစာအကြပြောက်တော့ရှိတယ်ဒါပေမဲ့သူကစလုံးပေါင်းမမာဘူးဒီတယောက်ကကြတော့စာအကြပြောက်လည်းရှိကတော့ထားပါတော့ဒါစာရိုက်နေတဲ့သူတွေအတွက်ရှိတတ်တာပဲဒါပေမဲ့သူစလုံးပေါင်းမားတာစိုးတယ်အဲ့ဒါဒီဘယ်လိုပြောမလဲဒီအတန်တွက်တွေအဓိပ္ပာယ်တွေပါကွဲလွဲသွားနိုင်တာ哦ကဲထားပါတော့ဗျာမရလို့သူကလည်းတားလေးကလည်းကြီးလာပြီရှင်းပြရတော့မယ်စီးပွားရေးကလည်းလုံးဝပါနေတယ်တော်ဒီတိုင်းနေလို့မဖြစ်ဘူးတခုခုလုံးဝဖြစ်မယ်ဟုလင်သားပေါ်စုဦးချိန်မောင်းနေသည်လင်ဖြစ်သူကလည်းစိတ်ညစ်ညစ်နဲ့ရှီစုမဲစုငွေကလေးများစုဆောင်ပြီးအတပြား300ပိုင်း၍မရကျွေးမှုတာကျေးမှုတွေအရာတစ်ပါးသို့ပညာရှာထွက်ရန်လာခဲ့လေသည်ဒို့နေ့ရွာတရားဝင်တရားထက်ပညာရှာခဲ့ရာ3နှစ်ကျော်ချိန်ထိဘာပညာမှမရပဲရှိခဲ့လေသည်နောက်ဆုံးပညာရနိုင်မည့်နေရာစူးစမ်းရှာဖွေရာဒေတာပါမောက္ခဆရာကြီးထံရောက်သွားလေသည်ဆရာကြီးကဤပုဂ္ဂိုလ်ဤကြံလက္ခဏာကိုကြည့်၍တကြောင်အသက်ရွယ်ထောင်၍တကြောင်အချိန်တို့စနစ်နှင့်ပညာသင်ပေးမှဖြစ်မည်ဟုကြံစီတွေ့တော်ပြီးအောက်ပါစကား3ခုကိုသင်ကြားပေးလိုက်သည်
ဒီတာပဝခကြီးသည်ထိုပညာမဲ့တပည့်အားကြီးကမင်းမှာဉာဏ်ပူဇော်ကအတပြားဘောပါရလားဟုမေးသည်ဟုတ်ကဲ့ဆရာကြီးရှိစုမဲ့သူလေးစုလာတဲ့အတပြား300တော့ရှိပါတယ်ခမည်းဟုပြောလေသည်ကဲ300နဲ့တန်အောင်တော့ပညာပေးရသေးတာပေါ့ကွာပညာ3ခုစကား3ခုသိပြီမယ်နားဆိုင်ထောင်ဟုပြောပြီးအောက်ပါ3ခုကိုပြောပြသည်1ကလဒီကလမောမအေးယာပြီးကွက်ငွေတရားဟုတင်ပြရာဟုတ်ကဲ့ဆရာကြီးဟုပြောဆိုပြီးအိတ်ထဲကအတပြားတရားကိုထုတ်ပြီးလေသည်ထို့နောက်ဆရာကြီးကနှစ်ရေချိုးစိတ်မှာမချိုးရပြီးကွက်ငွေတရားဟုဆရာကြီးကတင်ပြရာဟုတ်ကဲ့ပါဆရာကြီးဟုပြောဆိုပဲအိတ်ထဲမှငွေတရားကိုထုတ်ပြီးလေသည်3မစူးစမ်းမစင်ခြင်းမပြုရပြီးကွက်ငွေတရားဟုတင်ပြပြလေသည်ထိုကပညာမဲ့တပည့်ကပညာရာ၍အာရကျေနပ်စွာဖြင့်အိတ်ထဲမှကြံတိငွေတရားကိုထုတ်၍ပူဇော်လိုက်သည်ပညာမဲ့တပည့်သည်ပညာရ၍ဝန္တာအာရဝန္တာနှင့်ဆရာကြီးအားပြန်ရန်ကြော့ရာဆရာကြီးကအဲ့ဒီ3ခုသာမြဲမြဲမှတ်ထားဟုပြောပြီးပြန်တော့လိုက်လေသည်လန်ခုလရာတရာတွင်နေရာလဲဝင်သွားပြီးဖြစ်၍အချိန်များသည်နှင့်ထိုရွာ၏အနီးရှိဇေယျတဆောင်မောသို့တက်ရောက်တဲ့ခုပြီးအိမ်မီဟုကြံစီသည်ဆရာကြီးတင်ပြလိုက်သည့်စကားများကိုစိတ်ကတွေးတော်မူပြီးခရီးရလဲပန်းလာ၍အတန်ငယ်တက်တာရာယုံမှိတ်၍သာနေလေသည်တကောင်ကျော်ချိန်တွင်ဇေယျပေါ်ရှိသားစားဘလူးမတကောင်သည်ထိုလူသားအားစားမိအဖြူတွင်အိမ်မပြောသောလူသားကဘလူးမ၏လက်ကိုတအားဆွဲ၍ကြောကိုထူထောင်တော်သည်ဘလူးမသည်အပွဲပွဲနှွဲလာပြီးဒီလိုပွဲကြားမှခံလိုက်ရသဖြင့်ကြောက်အားလန့်အားနဲ့အသက်ကိုချမ်းသာပေးပါဟောဒီရွှေသုံးမိတ်တာယူပါဟုတောင်းပန်ပြောဆိုလေပါဘလူးမကိုလွှတ်ပေးလိုက်သည်ထိုသူသည်မိုးစင်စင်လင်းသည်ထိအဲ့တော်ပဲဤတွင်လူသားသည်ဆရာကြီးတင်ပေးလိုက်သည့်ကလတိကလမောမအိယာဟုသောစကားအလွန်မှန်ကန်ကြောင်းသဘောပေါက်ပြီးရွှေသုံးမိတ်တာပိုင်း၍နောက်တစ်နေ့တွင်ခရီးဆက်ခဲ့သည်လန်ကူလမြေကဘာအနီးရေချိုးစိတ်တို့ရောက်လေရေချိုးရန်စိတ်ကူးရလေသည်လူအများရေချိုးရာရေစိတ်ရေချိုးစိတ်ဖြစ်၍ရေချိုးသူတွေရှုပ်ထွေးနေသည်ကိုတွေ့ရပြန်သည်ထိုကဆရာကြီးမှလိုက်သည့်ရေချိုးစိတ်မှမချိုးရဟုသောစကားကိုပြန်၍သတိရမိသည်ထို့ကြောင့်ထိုလူပေါ်များသည့်ရေစိတ်တွေရေမချိုးတော့ပဲအခြားလူမရှိသည့်မြစ်အထက်ဘက်သို့တွားရောက်ပြီးရေချိုးသည်ရေချိုးပြီးမိမိအိမ်သို့အမြန်ရောက်ချင်သောဖြင့်အဝတ်လဲ၍ခတ်တုတ်သို့ခီးဆက်ခဲ့သည်ခရီးအတော်လန်းလန်းရောက်သွားမှရေချိုးသည့်နေရာတွင်ရွှေသုံးမိတ်တာကြံခဲ့ကြောင်းသတိရတော်သည်ဤတွင်မှကြပြာကတိပြေး၍ရေချိုးသည့်နေရာပြန်ကြည့်ရာရွှေသုံးပိတ်တာမှာနေရာမပြတ်တွေ့ရသည်ရေချိုးစိတ်မှာမချိုးရဟုသောစိတ်ရစကားအလွန်မှန်ကန်ကြောင်းတွေ့ရသည်ဆရာကြီးတင်ပေးလိုက်သည့်စကားများကိုအမြဲနှလုံးသွင်း၍အိမ်သို့အမြန်ပြန်ရောက်ရန်ခရီးဆက်ခဲ့ပြန်သည်အိမ်ဝန်းဤရောက်ခဲ့လေပြီမရလောက်ကိုရွှေစာများပြခြင်းနေ၍အိမ်မော်သို့လှမ်းကြည့်ရာခလေးတန်နှင့်စူညံတန်များသာကြားနေရသည်ခလလန်းမှုခလေးရောလူကြီးပါမတွေ့ရသည်ပင်အိမ်မော်သို့တက်ရောက်မိသည်နှင့်ပုံနှကွယ်ရင်မုံကဲလာကွယ်နေသည့်အခန်းတွင်ဝဲချစ်မရသည်ကာလာသားငယ်လူငယ်တယောက်နှင့်အတူတွဲအိမ်နေသည်ကိုမြင်လိုက်ရာထိုသူမှာမျက်ဆက်ပိုးဝင်စံတပင်တင်းချစ်ချင်းမရဟုတကယ်သို့ဒေါသဖြစ်သွားကဒုတ်ဆွဲ၍ရိုက်မိပြူလိုက်လေသည်ဤတွင်ထိုသူသည်ဆရာကြီးတင်ပေးလိုက်သည့်မစူးစမ်းမစင်ခြင်းမပြုရဟုသောစကားကိုတွား၍တတိရမိပြန်သည်နောက်ဆုံးစုံစမ်းမေးမြန်းကြည့်တော့မှ73နှစ်သားကထားခဲ့သည့်အကြီးဆုံးသားဖြစ်နေကြောင်းသိရတော့သည်နောက်တွင်ကအကြောင်းစုံသိရပြီးပါလာသည့်ရွှေသုံးမိသားနှင့်မိသားစုအားလုံးပျော်ရွှင်မဆုံးဖြစ်ကာတာတော့တာယာနေထိုင်သွားကြလေတော့သည်ဤဥမာကိုနမူနာယူပြီးအိမ်တော်သားမွေးကိစ္စတွေနဲ့စာရှုပ်ထွေးနေသည့်သူသည်စကားသုံးခုကိုမှန်နိုင်ထားတဲ့ကဲ့သို့တကားတော်ရင်းမြစ်ရှင်လဲအနိစ္စဒုက္ခအနတ္တအဒီဟုသောလက္ခဏာရေးသုံးပါးကိုပွားများပြီးသားနေပါတော့ဟုဗမောဆရာတော်ကမင်းတို့မင်းကြီးအားမိန့်ကြားလိုက်လျာမင်းတရာကြီးမှာများစွာကျေနပ်သွားလေတော့သည်